Hello, my name is SX Creation Vlog and you can just likeပါတယ်ကျွန်တော်အခု GoPro Hero 11 Black ကိုဖြည့်စီလိုက်ပါပြီကျွန်တော်အရင်ကတုံးတာက GoPro Hero 9 Black ပါ Hero 11 Black မှာက file version က27 megapixel camera sensor ပါပါတယ် 5.3K 60 frame per second နဲ့ fps frame per second နဲ့ရလို့ရပါတယ်အမြင့်ဆုံး frame per second နဲ့ပါ 4K 120ဖြစ်သွားပါပြီ120 frame per second ဖြစ်သွားပါပြီ 4K ဒီပိုင်း7ကို140 frame per second ဖြစ်သွားပါပြီ water fruit 33 feet 10 meter ရောက်ချင်မှရလို့ရပါတယ် Bike controller ကတော့အရင်နဲ့ပါပြကြတာ 8x slow motion အရင်နဲ့ရပါတယ် laser overlap ကရုံတိုက်ပါဖတ်တာကတိုင်ဝဲ 2.0 ဖြစ်သွားပါပြီ1080p lighting ရပါတယ်အရင်နဲ့ရပါတယ် super photo raw photo ပါလာပါတယ် GP2 processor ဖြစ်သွားပြီအရင် Hero 9 Plus GP1 processor မဟုတ်ပါဘူး webcam mode medium mode တို့ရပါတယ် Fiber 5.0 stabilization ပါပါပြီ Bye let's go open Okay, shut up. 先记吧没 Hero 9 Black Hero 11 Black ဘူးอ่ะဒီတော့မပေါ်ဘူးoriginal ဘူးอ่ะ Oh GoPro Hero 11 Black ပါWow charging case ပဲ Type C ပါဒါက GoPro မောက်မအော်တိုမတ်တဲ့မောက်မှာဒါအော်တိုမတ်တဲ့မောက်မှာ Run screw battery ပါ GoPro warranty card ပါ ULB ထိုင်နေပါထိုင်ဒီမှာထိုင်စားဖြစ်ပါနဲ့ You must be updated before you can use it GoPro Play app ပါဒါဒူမဖတ်တဲ့ဆိုရစမ်းပါ GoPro sticker ဒါဘယ်လိုဖြစ်ရလဲအဲ့ menu ပါ GoPro Play app ဒီမှာကို weather performance battery ပါအရင်တော့ကတော့ Hero 9 Black မျိုးမဟုတ်ပါဘူးဒီ battery ကရေကတောက်မှာတက်တုံးရင်အဆင်ပြေပါတယ်အရင် Hero 9 Black battery ကရေကတောက်မှာတက်တုံးရင်အဆင်ပြေလို့မဟုတ်ပါဘူးဗီဒီယိုရရင်တစ်ချက် record ကမဖမ်းမိရဖြစ်တတ်ပါတယ်အေးရော You can must be update for you can is GoPro Hero 11 Black Hero 11 Black ဘာတက်ချင်GoPro Hero 11 Black ပါ
ဒါက super view white linear horizon ဒီမှာချိန်လိုက်ပါမယ်Hyper view ကိုချိန်ပါမယ် 4K 60 Hyper view ဖြစ်သွားရပါတယ် Redmi Note 40 Pro နဲ့ video record ချင်နေရပါဒါက Auto Booster Hyper View 5.0 ပါ Hyper 3.0 4.0 ပါ Hyper View 2.0 ပါ 4.0 5.0 รูเซตเอาตัวมาไหมถ้าก่อนรูเซตจะ setting start auto Apple wireless connect generate GPS white control display language daytime mode about maga go update ကိုအပ်နေချိန်မှရမှာအခုကကိုအပ်နေချိန်ကြည့်ပါမယ်ကိုအပ် device Hue 11 Black ကိုအပ်ပါequip connect with GoPro found this Hue 11 Black I don't need ဒါက GoPro suppression နဲ့ဒေါ်လာပေးထားရင်ဗီဒီယိုတွေကို auto ဝင်နေဟာပါ I don't later and then Foggy 60 fps ပါဒီမှာကဒါကဗီဒီယိုဒီကြည့်ပြီးတော့အပြန်လုပ်နေရပါရိုက်ပြီးရင် setting ထဲမှာဒီ camera နဲ့ setting ဒီမှာကုန်ပါပါတယ်။အဲ့နေရာရှင်းရပါတယ်။အဲ့ဒီ brightness ကနေပါပါကြီး။ရွေးလာပါတယ်။ GPS on language ကမပါပါဘူးမြန်မာနိုင်ငံစာသားထိုင်းနိုင်ငံစာသား location game on ပြန်ပြတော့ရှာရပါ video mode sorry camera mode video mode timeline SD ကထည့်ကြည့်ပါမယ်SD ကจะอธิกรรมเนี่ยว่าดีจะใช้เป็นโฟล์จะใช้ระยะไปจะเส้นที่ระยะไปเส้นที่จะใช้ตัวไปแล้วก็
တစ်ခုကကောင်းတာကရနေပြီးတော့ကိုဘဝင်းနေပါဝပိတ်ချင်ရနေပြီးတော့ဘဝတန် off နေလို့ရပါတယ်power on ဘယ်လိုနဲ့ချနေမလဲpower ပြန် on လာပြီ hero level black ပါနိုင်လည်းပတ်တက်ကြည့်ပါမယ်ဒါက human blood battery နဲ့ human battery ပါသူကကွန်တိုကွာတဲ့ဒါက Robust performance ပါပါတယ် Your level black ဟုတ်ပါလေအဲ့ဒါမင်္ဂလာပါကျွန်တော်အခုရိုင်းနေရက Global Hero 11 Black ကို 4K 60 frame per second နဲ့ video ရိုက်နေရမှာကျွန်တော်အခု VS Coffee Shop ကိုကြောင်းနေရဖြစ်ပါတယ်အားလုံးလည်းတိုက်စားကြပါခင်ဗျာအားလုံးပဲကြည့်ချူပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်